မင်္ဂလာပါခင်ဗျာ excellence မှာကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့ Zero Jet English ရဲ့ကဏ္ဍတစ်ခုဖြစ်တဲ့ pronunciation အတန်တွက်ကဏ္ဍလေးကိုကျွန်တော်တို့ညှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတန်တွက်ကဏ္ဍကိုအပိုင်းနှစ်ပိုင်းပိုင်းထားပါတယ်တစ်ခုကတော့ကျွန်တော်တို့ alphabet အခရာတွေကိုကြည့်ပြီးတော့ကျွန်တော်တို့အရင်ဆုံးသိပြီးသားစကားလုံးတွေကိုသတိထားပြီးရွတ်ဆိုတာမျိုးလေ့ကျင့်တာမျိုးရင်စလုပ်ပါမယ်နောက်တစ်ခုကတော့ phonetic symbols ဖြစ်တဲ့အတန်တွက်သင်္ကေတ dictionary ကြည့်လို့ရှိရင်အများတန်းပါနေမယ်အတန်တွက်သင်္ကေတတွေကိုသင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိကတော့အတန်ဆိုတာဘာလဲအတန်ဘယ်နှမျိုးနဲ့ဒီအင်္ဂလိပ်စာတွေကိုအင်္ဂလိပ်စကားလုံးတွေကိုတိဆောက်ထားလဲဆိုတာကိုကျွန်တော်လေ့လာကြည့်မယ်ပေါ့နော်ကဲတော့စလိုက်ကြရအောင်အဲ့တော့အတန်တွက်သင်္ကေတအတန်တွက်အပိုင်းတစ်ကိုကျွန်တော်စပါမယ်အဲ့တော့အတန်တွက်မှာအတန်ကအလုံးနှစ်မျိုးပဲရှိတယ်ပေါ့နော်နှစ်မျိုးကနံပါတ်1ကတော့ consonant sound ဆိုတော့ဘာလို့ဆိုတော့လေတန်လေတွေပေါ့နော်လေတွေနောက်ကပါဇက်ပုံတရံတွေအဲ့ပါဇက်ပုံတရံဆိုတာတော့ဟိုမှာရှာတွေ block လောက်တာတွေပြောတာဖြစ်ပါတယ်အဲ့တော့လေတွေထုတ်တဲ့ပုံစံမျိုးလို့မှတ်ထားရအောင်ပေါ့နော်နောက်တစ်ခုနံပါတ်2ကတော့ vowel sound ကတော့ကျွန်တော်တို့တကယ်အတန်စစ်လို့ပေါ့နော်အတန်စစ်ဆိုတာတော့အတန်အိုးထဲမှာဓာတ်ရိုက် block လုပ်ပြီးတော့ block လုံးဝမလုပ်ဘဲနဲ့ထွက်ပေါ်လာတဲ့အတန်တွေနော် block ဆိုတာဒါစီအောင်မရှာနဲ့လိပ်ပြီးတားတာလို့ဟိုမှာသွားရစီပြီးတော့တားထားတာလို့အဲ့လိုမျိုးတစ်ခုခုအတားစီမရှိဘဲနဲ့ဒီအတန်အိုးထဲကနေပြီးတော့ထွက်ပေါ်လာတဲ့အတန်တွေဆိုတော့ကျွန်တော်တို့ဘာတွေနဲ့ပဲဘာအတန်တွေဖြစ်မလဲဆိုတော့ပါဇက်ဟာပြီးတော့အော်ကြည့်လိုက်ပါနော်အဲ့တော့အော်ဆိုတော့အဲ့တော့အတန်လို့မှတ်ထားမိရပါတယ်အဲ့တော့နောက်ပြီး consonant sounds ကလေဒီ vowel sound ကအတန်တွေဖြစ်ပါတယ်အဲ့တော့အဲ့အတန်တွေကိုပဲပေါင်းဆက်လိုက်တာပေါ့နော်အဲ့အတန်တွေကိုပဲပေါင်းဆက်လိုက်တာအဲ့တော့နောက်တစ်ခုကတော့ the sound structures of an English word English စကားလုံးတစ်လုံးရဲ့အတန်တိဆောက်ပုံတွေအဲ့ဒါကတော့၃မျိုးရှိတယ်နော်အဲ့၃မျိုးကတော့ဘာလဲဆိုတော့နံပါတ်1ကတော့ only vowel sound အတန်ကြီးပဲပါတယ်ဘာမှမပါဘူးအတန်ဆိုတော့အတန်စစ်တွေကြီးပဲပါတယ်အဲ့တော့အောက်မှာ example လေးပေးထားတယ် I ဘာမှလေတွေပါထုတ်တာလည်းမပါဘူးအတန်ကြီးပဲတူတယ်နော်အဲ့ဒါကကျွန်တော်ဆိုရဲ I now ear တချို့ကတော့ ear အတန်မျိုးထွက်ပါတယ်ရပါတယ်တိတ်တော့ပြဿနာတော့မရှိပါဘူးဒါပေမဲ့ ear လို့ထွက်တော့ပိုကောင်းတယ် air သူက air လို့ထွက်ပါတယ် air လို့ထွက်လို့တော့အဆင်ပြေပါနော် air နောက်တစ်ခုက owl အဲ့တော့အတန်နေကြီးပဲနော်ဘာမှတခြားအတန်နေမပါဘူးအဲ့တော့နောက်တစ်ခုကနံပါတ်2ကတော့သူကလေနဲ့နဲ့သူကဒီလိုမျိုးအရှိကလေအနောက်ကအတန်ကိုပေါင်းလိုက်တာပေါ့နော်ပေါင်းလိုက်ထွက်တယ် T အဲ့လေရဲ့ E အဲ့အတန်ပေါင်းထားတာပေါ့နော် E ဆို T နောက် G C နေစရှိပြီပေါ့သူကနောက်ကလေတန်မပါဘူးနော်နောက်ဆုံးတစ်ခုကတော့အဲ့မှာလာပြီနော်အရှိဆုံးမှာလေနဲ့ဗာနဲ့ပေါင်းလိုက်လဲဆိုတော့ vowel sound ဆိုတဲ့အတန်နဲ့ရောလိုက်တယ်ခုနပုံစံမျိုးပဲ T လို့ပါလို့နော်ရောပြီးတော့မှနောက်ဆုံးမှာလဲနောက်ကလေထက်ထုတ်ပြရတယ်လေထက်ထုတ်ပြီးတော့ဥမာ CAT ဆိုရင် cat ဆိုပြီးထွက်လို့မရဘူး cat အဲ့လေတန်လေးပါလာနော်အဲ့ဒါက dog အဲ့ဒါက bed boss နော်အဲ့လိုမျိုးလေးပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့1 2 3 3ခုမှာမြန်မာတွေနဲ့အကျွမ်းတဝင်ရှိတာတော့နံပါတ်1နဲ့ပေါ့နော်နံပါတ်3ကမြန်မာတွေနဲ့အကျွမ်းတဝင်မရှိဘူးဆိုတော့ကျွန်တော်မြန်မာစကားမှာအနောက်မှာလေတွေထုတ်တဲ့ဟာမျိုးမရှိဘူးနော်စကလုံးတစ်လုံးရဲ့အနောက်မှာလေထုတ်ပြီးလေတီးတန်းထုတ်လိုက်တာမျိုးကျွန်တော်တို့မြန်မာစာမှာမရှိဘူး။ဒါကြောင့်မလို့နံပါတ်3ကကျွန်တော်တို့အတွက်ခ
ခက်ခဲတဲ့အရာတစ်ခုဖြစ်တယ်လေတည်တံ့ထုတ်ပြအဲ့ဒါကိုလည်းចောင်းသားတွေတော်တော်များများအားနေကြတာတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်ကလည်းဒီဥစ္စာကိုဒီနောက်ကအခရာလေးတွေကိုဒီကျွန်တော်တို့ဖတ်နေကြပုံစံပဲចောင်းမှာဖတ်နေတယ်လို့ပဲကလေးလေဖတ်နေကြပုံစံကိုနောက်ကဘာလေးနဲ့စုံလို့ရှိရင်ဘာအတန်လေးထွက်ပေးရမယ်ဆိုလို့နောက်တန်ကိုတော့အဓိကထားတယ်ပေါ့နော်မြန်မာတွေတော်တော်များများပြောတာနောက်တန်ကောင်းမှနောက်တန်အဲ့နောက်တန်အဓိကထားပြီးတော့ကျွန်တော်အခရာလေးကိုကြည့်ပြီးတော့အနည်းဆက်ဆုံးကျွန်တော်ထွက်မှာပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခုကတော့တကယ်လို့ကဒီစာဘိုက်တွေကိုပဲကြည့်ပြီးတော့ကျွန်တော်ဘာမှမသိသေးဘူးကျောင်းသားတယောက်ကကျွန်တော်အတန်စကောင်းခြင်းတယ်ဆိုရင်ဒီအခြေခံပုံစံမျိုးကနေပြီးစမှာနော်အဲ့တော့ကျောင်းသားတွေကဘာဝယ်သိထားလဲဆိုရင်ဥပမာလေတန်းထက်တန်းကျောင်းသားတွေကများသောအားဖြင့်အခရာတွေကိုပဲကြည့်ပြီးဖတ်တယ်စကလုံးတွေကိုပဲကြည့်ပြီးစကလုံးတွေကိုအခရာတွေနဲ့ပဲရေးထားတယ်နော်ဘာသင်္ကေတနဲ့မှကျွန်တော်တို့မဖော်ပြထားဘူးဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီအခရာလေးတွေကိုကျွန်တော်ကြည့်ဖတ်မယ်ဆိုအခရာလေးတွေဘယ်လိုဟာမျိုးလေးတွေဆိုရင်ဘယ်အတန်လေးတွေရှိတတ်တယ်ဆိုတာကိုအနည်းဆက်ဆုံးကျွန်တော်ကပြထားပြီးဖြစ်ပါနော်အဲ့တော့ English alphabet ဆိုရင် English အခရာတွေမှာဒါတွေသိပါတယ် capital letter small letter တွေအတူတူပါပဲဘယ်နေရာဘာရေးတယ်လို့ဆိုတော့တော်တော်များများသိပါတယ်အဲ့တော့အလုံးပေါင်း26လုံးရှိတာမှာကျွန်တော်တို့ကအခရာ vowels တခုပြောချင်တာအပေါ်မှာရှင်းခဲ့တဲ့ vowel sound တို့ consonant sound တို့ ਨੇ အခုကျွန်တော်ပြောတဲ့အခရာတွေကတော့မတူဘူးเนาะအခုကျွန်တော်အခရာတွေကိုခွဲတဲ့အခါမှာလေ sound တော့မပါ vowels consonants ဒါမျိုးနဲ့တို့ခွဲကြတယ်အဲ့တော့အတန်ဥစ္စာပေါ့အခေါ်အဝေါ်တွေကတူနေတယ်တူနေတာကိုခေါင်းထဲမှာခွဲတာပေါ့နော်အဲ့အတန်ဆိုလို့ရှိရင်အတန်ကြီးပဲသိသက်မှတ်ထားအတန်လေတန်တယ်လို့မျိုးမှတ်ထားပေါ့နော်အဲ့ဒါကတော့အတန်ကိုပြောတာမဟုတ်ဘူးအခရာတွေကိုခွဲတာအခရာ26လုံးရှိတယ်၅လုံးကို vowels လို့ခေါ်တယ်ဘာတွေလဲဆို A E I O U ဒါတွေကအတန်မဟုတ်ဘူး A ဆိုတာဒီစကလုံးဒီစလုံးလေးပေါ့စကလုံးမဟုတ်စလုံးလေးကိုကျွန်တော်တို့ကဘာလို့လဲဆိုတော့အခေါ်အဝေါ်လေးပေးလိုက်တယ်နော်အဲ့သူ့ရဲ့အခေါ်အဝေါ်မှာ A လို့ခေါ်တယ်ဆိုပေမဲ့စာကြောင်းနဲ့ရောက်သွားတော့မှ A တခုတစ်ကောင်တယောက်ဆို A တွေသုံးကြတယ်ဒါပေမဲ့ A လို့ A cat လို့ဘယ်သူမှမပြောဘူး a cat ပဲကျွန်တော်အဲ့တော့ကျွန်တော်တို့ဒါအခေါ်အဝေါ်ပဲ A B C D ဒါကိုခေါ်ထားတာပေါ့နော်အဲ့တော့ A E I O U is not a sound it's a sound of an alphabet alphabet တစ်ခုချင်းစီရဲ့အတန်ကိုပြောရင်တော့မှန်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်တွေကစကားလုံးတစ်လုံးဖွဲ့စည်းလိုက်ပြီးဆိုရင်သူတို့မှရှိခဲ့တဲ့ A D B D C D D တွေဆိုတဲ့အတန်တွေကရှိတော့ဘူးနော်ဒါကတော့ကျောင်းသားအကုန်လုံးလို့သိထားပြီလားအဲ့တော့ consonants အခရာနော်အခရာကတော့အလုံး20အဲ့တော့အလုံးပေါင်း25လုံးရှိတယ်နံပါတ်3က consonant of vowel အဲ့ဒီက y ကျောင်းသားဒီကျောင်းနေမှာသင်တာကတော့21လုံးကပြီးကျန်တဲ့ဥစ္စာကတရဆိုပြီးတော့ vowel က5လုံး consonants က21လုံးလို့ပြောတာပေါ့နော်ဒါကတော့အသေးမစိတ်သေးဘူးကျွန်တော်ကတော့ထပ်ပြီးတော့အသေးစိတ်ထားတယ် y y ကိုကျွန်တော်တို့စကားလုံးတစ်လုံးထဲမှာထားပြီးတော့အဲ့ y ရဲ့အတန်တော့က it I e အဲ့လိုအတန်မျိုးတွေနဲ့ရွတ်ဆိုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က y ကို vowel လို့မှတ်တယ်ဒါမှမဟုတ် y ကိုတော့သုံးတယ်ဒါပေမဲ့ y ရဲ့အတန်ကအဲ့စကားလုံးထဲမှာရပလက်အတန်နဲ့သုံးထားတယ်ရပေါ့နော်ဆိုရင်ကျွန်တော်တို့ consonant လို့ y ကိုယူပါတယ်အဲ့ဘာအခရာ y ကဘာအခရာဥပမာ sky sky skအဲ့ဒါ y I အဲ့တော့ sky တန်ထွက်လို့ y I တန်ထွက်ရင်အဲ့ y ဒီ vowel ဆိုတဲ့လုပ်ငန်းဆောင်တာကိုလွတ်ဆောင်ပြီးတယ်လို့ကျွန်တော်ယူပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ y o u n g young လို့ y a c h t လို့ပါတယ်နော်y o u n g ပဲထားပါ young အဲ့တော့ y ကရပ်လက်မလို့ young ဆိုတဲ့အတန်ထွက်လာတာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီအချိန်မှာတော့ y ကရပ်လက်တန်တယ်မို့လို့ consonant တာဝန်ကိုထမ်းဆောင်တယ်လို့ကျွန်တော်ယူဆပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီအခရာလေးတွေပေါ့နော်အစလေးရဲ့ကျွန်တော်အလဲတွေပါတော့ကျွန်တော်တို့ဇလုံးအရှိကြီးတွေမပြောသေးဘူးကိုက basic level ဆိုတော့အစလေးတွေအစုံလေးတွေမှာဆိုလို့ရှိရင်ဒီ consonant တွေ A I O U မဟုတ် A I O U ကတော့ဒီတိုင်းကျွန်တော်တို့ပါဟိုအနည်းဆက်ဆုံးမှတ်လို့ရတဲ့အနေအထားမျိုးတွေတော့ရှိတယ်ကျွန်တော်အဲ့ဒါကိုတော့အကျေတဝက်မပြောတော့ဘူးပေါ့နော်ဒီ consonant ဆိုတဲ့အလုံး20နဲ့ y ကိစ္စလေးမှာဟောကျွန်တော်တို့ဘယ်လိုအတန်မျိုးဆိုရင်ဘယ်လိုစကားလုံးလေးတွေပူထားရင်ဘယ်လိုမျိုးအတန်ထွက်တယ်ဆိုတာကိုအရင်ဆုံးပြောပြပါနော်အဲ့တော့စကားလုံးကအစနဲ့အဆုံးရှိတယ်ဆိုတော့အစကိုရင်ပြောပါနော်
အဲ့တော့အစမှာဆိုရင်တော့အလုံးပေါင်း22မျိုးကျွန်တော်တို့ပိုင်းထားပါနော်အဲ့တော့နံပါတ်1ကတော့ B ဘကျွန်တော်တို့အတန်ကိုတစ်ခုမှတ်ထားရမှာကဒီ B မှာကျွန်တော်တို့အဲ့ဒီအတန်လောက်ပဲရှိဒါပေမဲ့ तू ကဒီခုတွေကိုအဲ့လိုလေ့ကျင့်ပြန်တော့လည်းအဆင်မပြေဘူးအဲ့လိုကျွန်တော်တို့ကအဆိုရင်နောက်ကအခန့်အတန်လေးတစ်ခုထည့်ပြီးတော့အတန်လေးပေါ့အတူဆုံးအတန်လေးနဲ့ကျွန်တော်တို့ရောပြီးလေ့ကျင့်လိုက်တော့ဘဆိုတဲ့အတန်ဖြစ်မှန်မှန်တော့ဘဆိုတဲ့အတန်တော့မရှိဘူးအဲ့လောက်ပဲရှိအဲ့တော့ဘအဲ့တော့ကိုယ့်ဘာကိုအိမ်မှာလေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင် B ဘ C ခဒါပေမဲ့ CICE C နောက်မှာ I ရှိတယ်ဒါမှမဟုတ် C နောက်မှာ E ရှိတယ်ဆိုရင်အဲ့ C ရဲ့အတန်တော့ကစပြီ CICE စ D ဒါ F G GH ကနောက်တစ်ခုကH ဆိုရင် ha နောက် J ဂျာ K ခ L M N P ဖ Q U ခွာ R RH ရ S T ထ V W W H ဝ X Z Y ရ Y ရဒီမှာပါလာနော် Z Z အဲ့တော့ကျွန်တော်တို့ဓာရီနဲ့စမယ်ဆိုလို့ရှိရင်တော့ဒီအတန်နေရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီထဲမှာတစ်ခုလိုနေတာတခုကျွန်တော်ခုမှသတိရမှာပါတယ်ဟို GI ဆိုလို့ရှိရင်ဒီခါလေးကြရင်ဂျာတန်ထွက်တာမျိုးလေးရှိပါတယ်ဒါပေမဲ့တိတ်တော့မှတ်လို့တော့မရဘူးအများတိုင်းတော့ဟိုရှုပ်ထွေးမှုတွေနည်းနည်းရှိနေတယ်ကျွန်တော်ဒီထဲမှာတော့မပြတာဘူးနော်နောက်တစ်ခုကစတဲ့ဥစ္စာခုနကကျွန်တော်ရွတ်ပြသွားတာ